ဒါလေးကတော့ကျမတို့တောင်ပေါ်ဒေသကိုသွားဖို့အတွက်ကားလေးစီးတော့ပါပြီကားစီးပြီးတော့တောင်ပေါ်ဒေသရဲ့တနေရာပေါ့နော်လမ်းမှာဒီစမ်းရည်လေးစီးတာလေးကိုကျမမြင်ရတော့အရင်ပဲဝင်တာတယ်ဒါလေးကတော့ဒီတောင်ပေါ်သွားဖို့အတွက်ပေါ့နော်ဒီစမ်းရည်လေးကိုစမ်းကြောင်းလေးကိုဖျက်ရတာပေါ့နော်တောင်ပေါ်ဒေသမှာတော့ကုန်ကြီးကုန်ငယ်တွေကိုစိုက်ကနဲ့တင်ကြရတယ်ပေါ့နော်တင်ပြီးတော့တောင်ပေါ်ကိုသွားပါတယ်ကဲဒါလေးကတော့ကျမတောင်ပေါ်ကိုရောက်တဲ့အခါမှာနော်တောင်ပေါ်တနေရာမှာပေါ့နော်ဒါလေးကတော့အချို့နေရာမှာဆိုရင်တစ်ပင်လေးတွေကနေသွားပြီပေါ့နော်ဒါပေမဲ့တချို့နေရာမှာတော့တစ်ပင်လေးတွေဟာစင်းစင်းလန်းလန်းနဲ့ရှိနေသေးပါတယ်ဒါကတော့တချို့နေရာမှာယာတွေလုတ်တယ်ပေါ့နော်တောင်ယာလေးကိုလုတ်နေပါတယ်တောင်ယာလုတ်တဲ့လုတ်ကိုလုတ်ကြပါတယ်ဒါလေးကကျမတနေရာနေပြီးတော့လမ်းပြီးတော့မတန်တင်ယူထားတဲ့နေရာလေးဖြစ်ပါတယ်ဒါလေးကတော့တောင်ပေါ်ဒေသရဲ့တနေရာလေးပါကဲဒါလေးကတော့အခုထက်ထိပေါ့နော်အဲ့တောင်ပေါ်ဒေသတွေမှာစပားကိုဒီလိုသူတို့ထောင်းကြတယ်ပေါ့နော်ပြားတွေပြပြီးတော့ထောင်းတယ်အခွန်ချွတ်တယ်ဒါလေးကနေနဲ့သူကနေရပါတယ်ကင်စရာဟိုးအိမ်ကိုတနေရာကင်စရာလေးတစ်ခုနဲ့ပေါ့နော်ဘယ်ဘက်ကိုကင်နေညာဘက်ကိုလည်းကင်စရာတစ်ခုနဲ့ထောင်းပါတယ်ထောင်းပြီးပြတဲ့လူကလည်းဆန်ကိုပြပါတယ်တောင်ပေါ်ဒေသမှာအခုထက်ထိပဲဆန်တွေပြနေတုံးပါစပားထောင်းနေတုံးပါဒါလေးကတဘာဝစစ်စစ်လေးစားရတာပေါ့နော်အားတော့နည်းနည်းကုန်တာပေါ့နော်ဒါလေးကတော့ထောင်းပါတယ်ရဖို့အတွက်တော့နည်းနည်းတော့အချိန်ယူရတာပေါ့နော်ဒါလေးကတော့အကင်ကိုကင်ထားပါတယ်ကင်စရာလေးကိုမိပြုတ်ပြီးတော့ထောင်းနေရပါတယ်ကဲဒါလေးကတော့ကျမကိုယ်တိုင်ကထောင်းကြည့်ချင်ပါတယ်ဆိုပြီးတော့ request လုပ်ပြီးတော့သွားထောင်းပါတယ်မထောင်းတတ်တဲ့လူကတော့ဓမ္မရှင်းကြပြီးတော့အလုံးမတွင်ပါဘူးဒါပေမဲ့သူတို့ခင်ဗျာတင်ပေးရှာပါတယ်ဒီလိုထောင်းပါဒီလိုထောင်းပါဆိုပြီးတော့ကျမကတော့မထောင်းတက်နဲ့ထောင်းပါတယ်ရှာထွက်ပါတယ်ကိုင်ရှာပါတယ်ကျမရှာပြီးတော့ထောင်းတယ်တောင်မဒေတာမှာဘူးတက်တီတွေထောင်းနေပါတယ်ကြည့်ရှုပေးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်ရှင်